ငယ်စဉ်ကကစားခဲ့တဲ့ဗီဒီယိုဂိမ်းတွေဟာမိတ်ဆွေထင်ထားသလိုဘေးကင်းလုံခြုံတဲ့နေရာတွေမဟုတ်ဘူးဆိုတာကိုစဉ်းစားဖို့ပါသလားအဲ့ဒီဂိမ်းတွေအတွက်ငွေကြီးထောက်ပံ့ပေးသူတွေဟာ game credit စီရင်ထဲမှာပါတဲ့သူတွေမဟုတ်ပဲတခြားသူတွေဖြစ်နေတတ်ပါတယ်တကယ်တော့ဒါတွေဟာ game အသွင်ဆောင်ထားတဲ့တခြားအရာတစ်ခုသာဖြစ်ပြီးလူသားတွေကိုစောင့်ကြည့်နေတဲ့ကွန်ပျူတာ panopticon စနစ်ကြီးရဲ့အစိတ်ပိုင်းတွေဖြစ်ပါတယ်အမေရိကန်နိုင်ငံသားတွေကိုထောက်လှမ်းဖို့အတွက်NSA, CIA နဲ့ FBI တို့ကဒေါ်လာဘီလီယံပေါင်းများစွာအသုံးပြုနေကြတာပါ။ကမ္ဘာတစ်ဝန်းမှာဂိမ်းကစားသူလူဦးရေ3ဘီလီယံလောက်ရှိနေပြီးသူတို့ရဲ့အချက်လက်တွေဟာအရင်လိုပျောက်ကွယ်မသွားတော့ဘဲအမြဲတမ်းသိမ်းဆည်းခံထားရတာဖြစ်ပါတယ်။ဒီလိုအစွတ်လိုက်အပြုံလိုက်စောင့်ကြည့်မှုတွေဟာအတိတ်ကိုပြောင်းလဲဖို့နဲ့အနာဂတ်ကိုပုံဖော်ဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။အထူးသဖြင့်ကလေးငယ်တွေကိုငယ်စဉ်ကတည်းကစိတ်ထပ်ပိုင်းဆိုင်ရာလွှမ်းမိုးဖို့ကြိုးစားနေကြတာပါ။ထူးဆန်းတာကထောက်လိုင်းရေးအဖွဲ့တွေရဲ့ပစ်မှတ်ထားခြင်းခံရတဲ့ဒီဂိမ်းတွေဟာလွန်ခဲ့တဲ့ဆယ်စုနှစ်ပေါင်းများစွာကတည်းကဒီအန်ဒရယ်တွေကိုတတိပေးခဲ့တာဖြစ်ပါတယ်။ဥပမာအားဖြင့်2000ခုနှစ်နိုဝင်ဘာလမှာထပ်ရှိခဲ့တဲ့ Metal Gear Solid 2 ဂိမ်းဟာတတိအချက်လက်တွေကိုရှုဝတ်စစ်ထုတ်တဲ့ AI ကွန်ရက်အကြောင်းဖော်ပြခဲ့ပါတယ်။ဒါဟာနောက်ပိုင်းမှာ Edward Snowden ဖော်ပြခဲ့တဲ့ NSA ရဲ့လုပ်ရက်တွေနဲ့အတော်လေးတူညီနေတာကိုတွေ့ရပါတယ်။အစိုးရထောက်လှမ်းရေးတွေဟာ World of Warcraft နဲ့ Second Life လိုမျိုး online game တွေထက်အထိကျူးကျော်ဝင်ရောက်ခဲ့ကြတယ်ပါတယ်။ game ထဲမှာရှိတဲ့ character တွေဟာတကယ်တော့ထောက်လှမ်းရေးတွေရဲ့စောင့်ကြည့်ပြမှတ်တွေဖြစ်နေတတ်တယ်ပါတယ်။လျို့ဟဲစာလွတ်စာတမ်းတွေအရ NSA နဲ့ Britain ထောက်လှမ်းရေးအဖွဲ့တွေဟာ Xbox Live ထိပါထိုးဖောက်ဝင်ရောက်ခဲ့ကြတာပါ။တခါတော့ကဆိုရင် game တစ်ခုထဲမှာ agent တွေအများများလုံးလို့အချင်းချင်းပြန်စောင့်ကြည့်မိတဲ့အထိဖြစ်ထည့်ပူပါတယ်။အဲ့လိုမဖြစ်အောင်ထောက်လှမ်းရေးအဖွဲ့တစ်ခုကနောက်တစ်ခုကိုပြန်နှဆောင်ကြည့်ဖို့တီးတိုင် unit တောင်ဖွဲ့စည်းခဲ့ရပါတယ်။အစိုးရတွေကတော့ဒီလိုလှုပ်ဆောင်ရတာဟာအကြမ်းဖက်မှုတိုက်ဖျက်ရေးအတွက်လို့အကြောင်းပြလေးရှိပါတယ်။တကယ်လဲအစ္စလာမစ်နိုင်ငံတော် IS လို့အဖွဲ့အစည်းတွေဟာ Grand Theft Auto 5 game ကိုပြုကျင်ပြီးတိုက်ခိုက်ရေးသမားတွေစုဆောင်းဖို့အသုံးပြုခဲ့ကြပါတယ်။ Minecraft ထဲမှာလည်းအကြမ်းဖက်တိုက်ခိုက်မှုပုံစံတူတွေကိုဖန်တီးပြီးကလေးတွေကိုစီယုံခဲ့ကြတာပါ2020ပြည့်နှစ်တွေမှာတော့ FBI က Roblox game ကိုအသုံးပြုပြီးကလေးတွေကိုအစွန်းရောက်အောင်လုပ်ဆောင်နေတဲ့အဖွဲ့တွေအကြောင်းလူသိရှင်ကြားသတိပေးချက်ထုတ်ပြန်ခဲ့ရပါတယ်။ထောက်လှမ်းရေးအဖွဲ့တွေဂိမ်းလောကထဲမှာချီရှုပ်နေရတဲ့နောက်ထပ်အကြောင်းရင်းတစ်ခုကတော့စစ်ပတ်ဆိုင်ရာလျှို့ဝှက်ချက်တွေပေါက်ကြားမှုကြောင့်ဖြစ်ပါတယ်။2023ခုနှစ်ဧပြီလမှာအသက်22နှစ်အရွယ်လေတပ်အမျိုးသားအဆောင်တပ်ဖွဲ့ဝင် Jack Teixeira ဟာပင်တဂွန်ရဲ့ထိပ်တန်းလျှို့ဝှက်ချက်တွေကို Minecraft Discord server မှာတင်ခဲ့လို့ထောင်ဒဏ်15နှစ်ချမှတ်ခံခဲ့ရပါတယ်။ War Thunder ဂိမ်းကစားသူတွေကလည်းသူတို့မောင်းတဲ့တင့်ကားတွေဟာဂိမ်းထဲမှာအစ်စ်အတိုင်းမဟုတ်ဘူးဆိုပြီးငင်းခုန်ရင်းနဲ့စစ်ပတ်ဆိုင်ရာလမ်းညွန်စာအုပ်တွေကိုပေါက်ကြားစေခဲ့ပါတယ်။အဲ့ဒီအထဲမှာ Britain ရဲ့ Challenger 2 တင်ကားနဲ့ American ရဲ့ F-15E တိုက်လေယာဉ်လျှို့ဝှက်ချက်တွေတောင်ပါဝင်နေပါတယ်။ကမ္ဘာအကြီးဆုံးဂိမ်းတစ်ခုဖြစ်တဲ့ Call of Duty ဟာလွန်ခဲ့တဲ့နှစ်ပေါင်း20ကျော်ကတည်းက American စစ်တပ်ရဲ့လွှမ်းမိုးမှုကိုခံခဲ့ရတာပါ။2005ခုနှစ်ကစပြီးပန်တဂွန်ရဲ့စစ်ဘက်ဆိုင်ရာအကြံပေးတွေဟာဒီဂိမ်းဖန်တီးမှုမှာပါဝင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒါဟာလက်တွေ့ကျတဲ့ဂိမ်းကစားမှုအထက်တွေမဟုတ်ပဲတမိုင်းကြောင်းကိုပြောင်းလဲဖြစ်ဖို့လည်းရည်ရွယ်ပါတယ်။ဥပမာအားဖြင့်2019ခုနှစ်မှာထွက်တဲ့ Modern Warfare ဂိမ်းမှာကူဝိတ်နိုင်ငံက Highway of Death တရက်ကိုရုရှားတွေလုတ်ခဲ့တယ်လို့မျိုးပုံဖြတ်ဖော်ပြခဲ့ပါတယ်။တကယ်တော့အဲ့ဒီဖြစ်ရပ်ဟာ1991ခုနှစ်ဖေဖော်ဝါရီလ26ရက်နေ့ညမှာအမေရိကန်ဦးဆောင်တဲ့မဟာမိတ်တပ်တွေကအီရတ်စစ်သားတွေနဲ့အရပ်သားတွေကိုဘုံကျဲတိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်အစစ်အမှန်ဖြစ်ပါတယ်။ Call of Duty Black Ops Series ကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာ Dave Anthony ဟာ2014ခုနှစ်မှာ Activision ကနေထွက်ပြီး Atlantic Council ကိုရောက်ခဲ့ပါတယ်။ဒါဟာဝါရှင်တန်မှာတောစာအရှိဆုံးနိုင်ငံစာရေးမူဝါဒအဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။အဲ့ဒီမှာသူကအနာဂတ်စစ်ပွဲစီမံကိန်းတွေအတွက်အကြံပေးအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။သူက Edward Snowden ကိုရန်သူအဖြစ်သတ်မှတ်ခဲ့ပြီးနီးပညာနဲ့သတင်းအချက်လက်တွေဟာမာယွန်းတဲ့သူတွေလက်ထဲရောက်တော့ရင်တိုင်းပြည်မတည်မြဲဖြစ်နိုင်တယ်လို့ဟောပြောခဲ့ပါတယ်။စိတ်ဝင်စားစရာကောင်းတာကသူခတ်မှန်းခဲ့တဲ့ Las Vegas ကဟိုတယ်တစ်ခုမှာလူတက်မှုဖြစ်ပွားနိုင်ခြေဟာ3နှစ်အကြာမှာတကယ်ပဲဖြစ်ပျက်ခဲ့ပါတယ်။2002ခုနှစ်ဇူလိုင်လမှာ American စစ်တပ်က America's Army ဆိုတဲ့ဂိမ်းတစ်ခုကိုအခမဲ့ဖြန့်ချိခဲ့ပါတယ်။ဒါဟာအခွန်ငွေဒေါ်လာတန်ပေါင်းများစွာအသုံးပြုပြီးဆယ်ကျော်ထက်တွေကိုစစ်သေးဝင်ကျင်စိတ်ပေါက်လာအောင်ရည်ဝယ်ဖန်တီးထားတဲ့စူဆောင်းရေးကိရိယာတစ်ခုဖြစ်ပါတယ်။
ဒီဂိမ်းကိုဖန်တီးခဲ့သူ Casey Wardensky ကတော့ဒါဟာအနာဂတ်မှာဘာလို့မလဲဆိုတာမဆုံးဖြတ်ရသေးတဲ့အသက်12နှစ်နဲ့13နှစ်အရွယ်ကလေးတွေကိုပြစ်မှတ်ထားတာလို့ဝန်ခံခဲ့ပါတယ်။နောက်ပိုင်းမှာတော့ Twitch လိုမျိုး social media တွေမှာစစ်သားတွေကအဂိမ်းကစားရင်းနဲ့ကလေးတွေကိုစီယုံတာတွေစုမဲတွေပေးမယ်ဆိုပြီးစစ်ထဲဝင်ဖို့ဖောင်းဖြီခိုင်းတာတွေအထိလှုပ်ဆောင်ခဲ့ကြပါတယ်။ 2016ခုနှစ်ဇူလိုင်လမှာလူကြိုက်များခဲ့တဲ့ Pokemon Go ဂိမ်းဟာလည်းထောက်လန်းရေးနဲ့ပတ်သက်နေပါတယ်။ဒီဂိမ်းကိုဖန်တီးတဲ့ Niantic ကုမ္ပဏီဟာ CIA ရဲ့ယင်းနှိမ့်မြုပ်နှံမှုဌာနဖြစ်တဲ့ Incutel ကနေငွေကြေးထောက်ပံ့မှုရထားတဲ့ Keyhole ကုမ္ပဏီကနေဆင့်သက်လာတာပါ။ Pokemon Go ကစားသူတွေဟာသူတို့ရဲ့ဖုန်းကင်မရာတွေနဲ့လမ်းမတွေအဆောက်အဦတွေကိုရိုက်ကူးပြီး data တွေပေးပို့ခဲ့ကြပါတယ်။ဒါကြောင့်လဲ American စွမ်းအင်ဌာနနဲ့ Israel စစ်တပ်တို့ကသူတို့ရဲ့လျှို့ဝှက်စစ်အခြေစိုက်စခန်းတွေနဲ့နျူကလ িয়ার စက်ရုံတွေထဲမှာဒီဂိမ်းကစားတာကိုတားမြစ်ခဲ့ရပါတယ်။ဒီဂိမ်းဟာကမ္ဘာအကောင်းဆုံးဂျူထုတွေထက်တောင်ပိုပြီးအသီးစိတ်တဲ့လျှို့ဝှက်နေရာတွေကိုဖော်ထုတ်နိုင်ခဲ့ပါတယ်။ ဂိမ်းတွေဟာလူသားတွေကိုခစ်သက်စစ်ပွဲတွေအတွက်သွေးဝိုက်ပြီးလေ့ကျင့်ပေးနေတာဖြစ်ပါတယ်။2000ปีနဲ့အလဲပိုင်းကစပြီး American စစ်တပ်ဟာ drone တိုက်ခိုက်မှုတွေအတွက် export controller တွေကိုအသုံးပြုခဲ့ပါတယ်။ဒါဟာငယ်စဉ်ကတည်းကဂိမ်းကစားပြီးလေ့ကျင့်ထားတဲ့မျိုးဆက်တွေအတွက်ပိုပြီးလွယ်ကူသွားစေပါတယ်။ကုလသမဂ္ဂအစုံစမ်းစစ်ဆေးရေးမှုတို့ကတော့ဒါဟာလူသတ်မှုကိုဂိမ်းကစားသလိုမျိုးသဘောထားလာတဲ့ PlayStation စိတ်ဓာတ်ဖြစ်လာနိုင်တယ်လို့သတိပေးခဲ့ပါတယ်။နောက်ဆုံးမှာတော့မိတ်ဆွေကစားရဲ့ထီဟာမိတ်ဆွေကိုပြန်ပြီးစောင့်ကြည့်လေ့လာနေတဲ့အန်ဒရဲအရှိဆုံးကိရိယာတစ်ခုဖြစ်နေနိုင်တာကိုသတိပြုသင့်ပါတယ်